Rakuten စင်ကတ်လျှောက်ထားတဲ့သူများစင်ကတ်ရောက်လာရင်ဖုန်းထဲကိုစင်ကတ်ထည့်လိုက်ပါနော်စင်ကတ်ထည့်ပြီးတော့line ပေါ်တယ်ဆိုရင်တော့ဘာမှစတင်ချိန်စရာမလိုဘဲနဲ့သုံးလို့ရပါပြီတကယ်လို့ line မပေါ်ဘူးဆိုရင်တော့ဒီမှာ no service လို့ပြတယ်ဆိုရင်တော့ iPhone ဆိုရင်စတင်ချိန်ရမှာဖြစ်ပါတယ် Android ဆိုရင်စတင်ချိန်လို့မရပါဘူးเนาะAndroid မှာတကယ်လို့ထည့်ကြည့်ပြီးတော့ no service ဆိုပြီးတော့ပြတယ်ဆိုရင်တော့အဲ့ဒီဖုန်းကRakuten စင်ကတ်သုံးလို့မရတဲ့ဖုန်းဖြစ်ပါတယ်Android လည်းတော်တော်များများကတော့ Rakuten စင်ကိုသုံးလို့ရပါတယ်เนาะတလုံးတလီလောက်ပဲ Rakuten စင်သုံးမရတာရှိတတ်ပါတယ်เนาะအဲ့လို Rakuten စင်သုံးမရဘူးဆိုရင်တခြားဖုန်းနဲ့ပြောင်းပြီးတော့သုံးရမှာဖြစ်ပါတယ် iPhone မှာတော့ဖုန်းတိုင်းမှာ Rakuten စင်ကတ်ထည့်သုံးလို့ရပါတယ်เนาะတကယ်လို့ iPhone မှာထည့်ကြည့်ပြီးတော့ဒီမှာ no service လို့ပြတယ်ဆိုရင်တော့စတင်တဲ့ချိန်ရမှာဖြစ်ပါတယ်စတင်တဲ့တွားလိုက်မယ်เนาะစတင်တဲ့တွားပြီးတော့ဒီ channel ထဲဝင်လိုက်ပါเนาะဒီ channel ထဲဝင်လိုက်ပါဝင်ပြီးတော့ရင်အောက်နည်းနည်းတွားလိုက်ပါအောက်နည်းနည်းတွားပြီးတော့ဒီ VPN and device management ထဲဝင်လိုက်ပါဝင်ပြီးတော့ဒီမှာအရင်တုန်းကသုံးခဲ့တဲ့စင်ကတ်ရဲ့ profile ဒီမှာပေါ်လာလိမ့်မယ်ဒီမှာပေါ်လာတယ်ဆိုရင်အဲ့ဒါကိုအကုန်လုံး remove လုပ်လိုက်ပါကျွန်တော်လုပ်ထားတဲ့အတိုင်းဒီမှာ VPN ဆိုတဲ့စာကြောင်းရယ်ဒီမှာဒီစာကြောင်းရဲ့ဒီနှစ်ခုပဲပေါ်တဲ့အထိ remove လုပ်လိုက်เนาะ remove လုပ်လိုက်တာနဲ့ဒီမှာအလိုလျောက်ဖုန်းလိုင်းပေါ်လာလိမ့်မယ်เนาะအဲ့လိုလေးစတင်ချိန်ရမှာဖြစ်ပါတယ်မင်္ဂလာပါ Rakuten စင်ကတ်လျှောက်ချင်တဲ့သူများကျွန်တော်စီမှာလာလျှောက်လို့ရပါတယ်Rakuten စင်ကတ်ကလျှောက်လိုက်တာနဲ့ unlimited ကတ်ရပါတယ်သူက unlimited ကတ်ဆိုပြီးမဲ့လတိုင်း unlimited ဈေးနှုန်းအတိုင်းဖြတ်မှာမဟုတ်ပါဘူးကျွန်တော်တို့က short သုံးရင် short သုံးတယ်လို့ဈေးသက်သာပါသေးတယ်ဘယ်လို short သုံးရမလဲဆိုရင်ကျွန်တော်ရှင်းပြမယ်เนาะကျွန်တော်တို့က Wi-Fi လည်းရှိတယ်ပြီးတော့အပြင်သွားစရာလည်းတိတ်မရှိတဲ့လဆိုရင်ကျွန်တော်တို့က 3GB မကျော်အောင်သုံးလိုက် 3GB အထိပဲသုံးလိုက်အဲ့ဒီလဆိုရင်တစ်လကို1088ရန်ပဲကြာတင်မယ်တကယ်လို့ကျွန်တော်တို့က 3GB အထက်ကိုသုံးပြီးတော့ 20GB အထိသုံးလိုက်တဲ့လဆိုရင်တစ်လကို2188ရန်ကြာတင်မယ်20GB အထက်ကိုသုံးလိုက်ပြီးတော့ unlimited အထိသုံးလိုက်တဲ့လဆိုရင်3288ရန်ကြာတင်မယ်ဒီထဲမှာယူချောချိတ်ခကယူချောပန်ချိတ်ခက100နှုတ်ပါသေးတယ်เนาะ100ပေါင်းထည့်လိုက်လို့ရတယ်เนาะဒီမှာ100ပေါင်းထည့်လိုက်1100 2200 3300အဲ့လောက်ပဲကြာတင်မယ်ကျွန်တော်တို့ short သုံးရင် short သုံးတယ်လို့ဈေးသက်သာပါတယ်เนาะ unlimited ထဲကိုမှ unlimited က GB ဘလောက်ပဲသုံးနေဖြစ်စေ data ကို100သုံးနေဖြစ်စေ200သုံးနေဖြစ်စေ300သုံးနေဖြစ်စေသူက3300လောက်ပဲကြာတင်မယ်ဖုန်းခေါ်တာကကြတော့တက်ကြာတင်ပါတယ်ဒါပေမဲ့ဖုန်းခေါ်ရင်လည်းဈေးအရန်တက်တာပါတယ်ဖုန်းခေါ်မယ်ဆိုရင်လည်းဒီ Rakuten Link ဆိုတဲ့ application ကို download ဆွဲပြီးတော့ကျွန်တော်တို့ SIM card လျှောက်တုန်းကGmail နဲ့ login password နဲ့ဝင်ပြီးတော့ဖုန်းနံပါတ်ထည့်ပြီးတော့ဒီလိုဖွင့်ပြီးသွားရင်ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်ကြိုက်တဲ့နံပါတ်ကိုရိုက်ထည့်ပြီးခေါ်လို့ရပါတယ်ဒီကနေပဲခေါ်ပါเนาะဒီကနေဂျပန်ပြည်တွင်းဖုန်းခေါ်မယ်ဆိုရင်ဈေးအရန်တက်တာပါတယ်Rakuten အချင်းချင်းဆိုရင်ဈေးတော်တော်လေးတက်တာတယ်ဈေး free တောင်မှရပါတယ်เนาะ Rakuten အချင်းချင်းဆိုရင်ဒါပေမဲ့ဒီ Rakuten Link application သုံးတဲ့အခါကျရင် Wi-Fi ဖြစ်ဖြစ် internet ဖြစ်ဖြစ်ဖွင့်ထားဖို့လိုအပ်ပါတယ်အဲ့လိုဖွင့်ထားရင်ခေါ်လို့ရပါတယ်เนาะဈေးတော်တော်လေးတက်တာပါတယ်အဲ့လိုခေါ်လို့ရပါတယ်Rakuten စင်ကတ်ရှောက်ချင်တယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်လိုက်ပါကျွန်တော်ရှောက်ပေးပါတယ်